ဂျပန်စကားမှာဘာလဲဆိုတဲ့စလုံးပေါ့နော်နတ်နီဆိုတဲ့စကားလုံးကိုချစ်စရာလေးဘယ်လိုမျိုးဟင်းကြီးလောက်ကြမလဲပေါ့နော်အဲ့ဒီဥစ္စာကိုဒီဗီဒီယိုလေးမှာပြပြသွားမှာပဲဖြစ်ပါတယ်နတ်နီဆိုတဲ့အထဲမှာလေနတ်နီနဲ့နာနီဆိုတဲ့ဥစ္စာကလည်းမတူဘူးပေါ့နော်ချစ်စရာလေးဖြစ်သွားတယ်လေအဲအကြောင်းကိုယ့်ရဲ့လုပ်ငန်းခွင်မှာအတူတူအလုပ်လုပ်ကြတဲ့လူတွေချင်းမှာနတ်နီလို့ပြောနတ်နီလို့ပြောလိုက်တာနဲ့နာနီလို့ပြောလိုက်တာတော့ဒွန်နာယောနန်နိုယောどうされましたのどうされましたかどうされたのအဲ့လိုမျိုးလေးတွေဖြေတာကပို့ပြီးတော့မှချစ်စရာလည်းကောင်းတယ်နော်ပြီးတော့မှတယောက်နဲ့တယောက်ကွယ်အဲ့လိုဖြေလိုက်တဲ့အတွက်လေကိုဆိုလို့ရှိရင်လေအဲ့လိုမျိုးနာနီးလို့ဖြေတာဘလို့လေးလည်းမသိဘူးအရန်ချစ်စရာလေးလို့ဖြစ်သွားတယ်ပေါ့နော်သူ့ကိုအကူညီတောင်းလိုက်တာမှန်သွားတယ်သူငါ့ကိုပြန်ကူညီတောင်းတဲ့ချိန်ကျရင်လည်းငါတိတ်ချပေါက်လုပ်ပေးမယ်အဲ့လိုမျိုးစိတ်ကလေးတောင်မှဖြစ်တယ်ပေါ့နော်အဲ့အကြောင်းလေးစကားပြောရဲဆိုတာလေအရန်အရေးကြီးပါတယ်တချို့ဆိုလို့ရှိရင်စကားလေးကိုချူလေးကိုမှအရန်အာနာရှိရအရန်ပါဝါရှိရပေါ့နော်အဲကြောင့်ကိုစကားပြောတဲ့ဟာကလေကိုယ့်ရဲ့အာနာရီဖြစ်လာရပေါ့နော်အဲအကြောင်းစကားပြောတဲ့အခါမှာအရန်တတိထားကြပါဘာသာစကားတစ်ခုလှည့်လာတဲ့အခါမှာဆိုလို့ရှိရင်လေအဲ့လိုမျိုးဘာသာရက်တိုင်းမှာလေအဲ့လိုမျိုးပါဝါအာနာရှိရစကလုံးလေးရှိရပေါ့နော်တစ်ဖက်လူကိုစိတ်ဆိုးနေလို့နတ်နီလို့ဖြေချင်ရင်တောင်မှနာနီလို့ပြောလိုက်တယ်ကိုယ့်ရဲ့အတန်လေးကြောင့်ကိုယ့်အကူပြန်အေးချမ်းသွားတယ်ဘောနော်တစ်ဖက်လူကြားတဲ့လူကလည်းငါ့ကိုကောင်းကောင်းလေးဟန်ကြည့်လို့တာဆိုပြီးသူ့ဘက်ကနေပြန်ပြောရတာလေနူးနူးညံ့ညံ့လေးပြန်လာတယ်နောက်ပြီးတော့မှအိုတာကိုင်အဆင်ပြေသွားတယ်ဘောနော်အဲအကြောင်းအရန်အရေးကြီးပါတယ်လို့စကားပြောတဲ့ဥစ္စာမှာလဲအဲ့ဒါကိုနားရဲမဖြစ်အောင်ကျင့်သားမဖြစ်သွားအောင်ဘောနော်မကောင်းတဲ့အကျင့်တွေကိုကျင့်သားမဖြစ်အောင်နာနီတို့နောက်ပြီးတော့မှအတန်လေးပဲခွဲရတာပေါ့နော်နာနီတို့နန်နိုယောどうされたのどうされましたかအဲ့လိုမျိုးလေးပြောကြည့်ကြပါလို့ပြောရင်းနဲ့ဒီဗီဒီယိုလေးကိုအဆုံးသတ်ပါတယ် bye bye